လူသားတွေအုပ်စုလိုက်စတင်နေထိုင်ကြတဲ့အစောပိုင်းကာလမှာမိမိမှာရှိတဲ့ပစ္စည်းနဲ့မိမိလိုချင်တဲ့ပစ္စည်းကိုအပြန်လန်လဲလှယ်တဲ့ complex ရေးစနစ် Vertical ခြင်းရင်ကိုကျင့်သုံးခဲ့ကြပါတယ်။ဒါပေမဲ့ဒီစနစ်မှာလိုအပ်ချက်ချင်းမတိုက်ဆိုင်တဲ့အခက်အခဲတွေရှိခဲ့တာကြောင့်လူတိုင်းကကြားခံအဖြစ်လက်ခံနိုင်မဲ့ပစ္စည်းတွေကိုရှာဖွေလာကြပါတယ်။ဒါကြောင့်ခီယိုဂုံစားလက်ဖက်6တုံးနဲ့ကြောက်မြက်ရတနာတွေဟာကမ္ဘာအစောဆုံးကုန်စည်ငွေကြေးတွေအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။အချိန်ကြာလာတာနဲ့အမျှတည်ယူရလွယ်ကူပြီးတာရှီခံတဲ့တတုတင်ကားပြားတွေပေါ်ပေါက်လာပါတယ်။ BC 6ရက်ခတ်မှာလူတီယာဝေးချက်နိုင်ငံကနေရွှေနဲ့ငွေရောဆက်ထားတဲ့တင်ကားပြားတွေကိုစတင်သုံးလုပ်ခဲ့ပြီးအစိုးရကတန်ဖိုးကိုအာမခံပေးတဲ့စနစ်စတင်ခဲ့ပါတယ်။ဒါဟာငွေကြေးသမိုင်းမှာယုံကြည်မှုကိုအခြေခံတဲ့ပထမဆုံးသောခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။တင်ကားပြားတွေအများကြီးတည်ဆောင်ရတာလေးလည်လာတဲ့အခါတရုတ်နိုင်ငံမှာစက္ကူပိုက်ဆံကိုစတင်တီထွင်ခဲ့ကြပါတယ်။အစပိုင်းမှာတော့မိမိရဲ့ရွှေတွေကိုလုံုံတဲ့နေရာမှာအနှံထားကြောင်းပြသတဲ့လက်မှတ်အဖြစ်သာသုံးစွဲခဲ့ကြတာပါ။9ရာစုနဲ့20ရာစုအစောပိုင်းထိငွေစက္ကူတရက်ရဲ့တန်ဖိုးဟာအစိုးရစီမှာရှိတဲ့ရွှေပမာဏနဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ရွှေစံနှုန်းစနစ်ကိုကျင့်သုံးခဲ့ပါတယ်။ဒါပေမဲ့1900ခုနှစ်ခုနှစ်နောက်ပိုင်းမှာတော့ငွေကြေးစနစ်ဟာကြီးမားတဲ့အချိုးအကွေ့တစ်ခုကိုရောက်ရှိခဲ့ပါတယ်။ငွေကြေးတွေကိုရွှေနဲ့အာမခံထားတာမျိုးမဟုတ်တော့ပဲအစိုးရရဲ့အမိန့်နဲ့အာမခံချက်အပေါ်မှာပဲမူတည်တဲ့ကွယ်ဤဗုံစနစ်ကိုကမ္ဘာတော်ဝန်ပြောင်းလဲကျင့်သုံးလာကြပါတယ်။ယနေ့ခေတ်မှာတော့နေပညာတိုးတက်လာတာနဲ့အမျှငွေကြေးဟာလက်နဲ့ကင်တွယ်စရာမလိုတဲ့ digital ကိန်းဂဏန်းတွေအဖြစ်ပြောင်းလဲသွားပါတယ်။ခရဟဲဥစွင်းတွေဤခေတ်ကဟယ်လူရင်းတွေကနေတဆင့်ငွေပေးချေမှုတွေလှုပ်ဆောင်လာကြသလိုနောက်ဆုံးမှာတော့ဗဟိုဘဏ်တွေရဲ့ထိန်းချုပ်မှုမပါတဲ့ဖေဂျူဘာဗလိုမျိုးခရိုင်ဗူဘိုင်ရိုဘတ်တွေအထိငွေကြေးရဲ့ပုံသဏ္ဍာန်ဟာတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။အနှစ်ချုပ်ရရင်ငွေကြေးရဲ့ပုံစံတွေဘလို့ပင်ပြောင်းလဲသွားပါစေတဲ့ရဲ့အဓိကအနှစ်သာရကတော့လူသားတွေအချင်းချင်းကြားကယုံကြည်မှုပဲဖြစ်ပါတယ်။